ဖြစ်လဲ N2 grammar pattern လေးကိုဒီနေ့လဲ sharing လုပ်ပေးသွားပါမယ်အဲ့တော့ပေါ့နော်ဒီ N5 N4 ကလေးတွေကလည်းတောင်းဆိုထားတယ်ပေါ့နော် N5 တွေ N4 တွေလုပ်ပေးပါလို့တောင်းဆိုထားတယ်ဒါပေမဲ့အခုလောလောဆယ်တော့ပေါ့နော်ဒီမအားတဲ့အတွက်ကြောင့်မို့လို့ N2 grammar pattern လေးတွေပဲပေါ့နော်ဒီ N5 ကလေးရော N4 ကလေးရော N3 ကလေးရောလေ့လာလို့ရအောင်လို့သင်ပေးသွားပါမယ်เนาะဘာဖြစ်လဲဆိုတဲ့အခါကျတော့ကလေးကN2 ကလေးကအခုလောလောဆယ်လေးတင်နေရဖြစ်တဲ့အတွက်ကြောင့်လေတကူတကကြီးပေါ့နော်ဒီဗီဒီယိုလုပ်စရာမလိုတဲ့အတွက်ကြောင့်မို့လို့N2 ကိုအရင်ဆုံးတင်ပေးတာပါနောက်ပိုင်းအားတဲ့ခါကျရင် N5 သမားရော N4 သမားရောတောင်းဆိုထားတာလေးတွေစက်တင်ပေးပါမယ်เนาะအဲ့တော့ဒီနေ့ကလည်းပေါ့နော်အရန်လွယ်တဲ့ grammar pattern လေးဖြစ်ပါတယ်စကားပြောပေါ့နော်စကားပြောရခြင်းတဲ့ကလေးအတွက်ရည်ရွယ်ပြီးတော့ဒီနေ့တင်ပေးတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပုံစံလဲဆိုရင်ဒီနေ့ရဲ့ grammar pattern လေးကနာနီနာနီခိုတိုနီဆူရူတဲ့เนาะဒါလေးကို N3 ပေါ့နော် N3 grammar pattern မှာလည်းကြားဘူးလိမ့်မယ်เนาะအဲ့ N3 မှာတော့ကဆိုရင်နာနီနာနီခိုတိုနီဆူရူဆိုတာက तू ကသတ်မှတ်ထားတာเนาะဆုံးဖြတ်ထားတာနေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြောချင်တဲ့အခါမျိုးမှာသုံးတယ်ဆိုပြီးတော့ပြောသင်ခဲ့ရတယ်ပေါ့နော် N3 မှာတော့ကအဲ့တုန်းကဆိုလို့ရှိရင် dictionary found ပေါ့နော် dictionary found 9 found ခိုတိုနီဆူရူပေါ့နော်အဲ့ပုံစံအတိုင်းပေါ့ဒီနေ့ကကြတော့ तू ကနည်းနည်းလေးပေါ့နော်ဒီအဓိပ္ပာယ်ကွဲတယ်သူကကြတော့ဒီ grammar ဒီဟိုပြောင်းလိုက်တာပေါ့နော်ဒီ dictionary found 9 found မဟုတ်တော့ဘဲနဲ့သူကကြတော့တခဲပေါ့နော်တဖောင်ပြောင်းလိုက်တာတဖောင်ပြောင်းပြီးသုံးရတဲ့သုံးနှုန်းလေးပါဒါပေမဲ့စကားပြောမှာပြောလို့ရတာဖြစ်တဲ့ကြောင့်ဒီနေ့ကဒီ pattern လေးကိုသင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုရင်တဲ့ဒီဂျစ်စုဒေဝ9ခုတူအဲ့တော့ဒီဂျစ်စုဆိုတာဘာကိုပြောလဲဆိုအမှန်တကယ်ပါเนาะအမှန်တကယ်ဒေဝ9လို့ပြောရကြအမှန်တကယ်မဟုတ်တာခုတူလို့ပြောရကြအမှန်တကယ်မဟုတ်တဲ့ကိစ္စကိုပေါ့เนาะဒီဂျစ်စုတုတ်တဲ့အမှန်တကယ်အဖြစ်နဲ့အဆုခါဟုတဲ့เนาะအဆုခါဟုဆိုတာကဘာလဲဆိုလို့ရှင်ဖိုင်တွေ့တာပေါ့เนาะအဲ့လိုခါမျိုးမှာတဲ့ဒီ pattern ကိုသုံးလို့ရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုတကယ်ကတော့အမှန်တကယ်ဟုတ်လားအမှန်တကယ်မဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုအမှန်တကယ်ဖြစ်အောင်ပြောရဲဆိုတော့မြန်မာစကားပုံလည်းရှိရလေဂျဘိုးကိုလိပ်ဖြစ်အောင်ပြောရဲဆိုတာမျိုးပေါ့နော်အဲ့တော့လိန်လေပြီးတော့ပြောတာလို့မှတ်လို့ရပါတယ်လိန်လေပြီးတော့ပြောတဲ့အခါမှာနာနီနာနီဖိုတိုနီစုရူကိုသုံးပါတယ်အဲ့တော့ N3 မှာတော့ကခိုတိုနီစုရူတင်ခဲ့ရတယ်ဒါပေမဲ့ဘာဖြစ်လို့ကွာတာလဲအဓိပ္ပာယ်ကွာတာလဲဆိုရင်သူ့ရဲ့เนาะစေစုစုခုကိုကြည့်မယ်ဆိုရင်ကသုံးပုံသုံးနည်းကြတော့သူက verb ကိုမှတခဲဖြစ်ပါတယ်เนาะဒါကြောင့်အဓိပ္ပာယ်ကကွာသွားတာပါ N3 မှာတော့ကကြာ dictionary found 9 found ခိုတိုနီစုရူပေါ့เนาะဒီ N2 ကြတော့တ found ခိုတိုနီစုရူဖြစ်ပါတယ်အဲ့ဒီမှာမှ तू ကဘာလဲဆိုရင်တဲ့ verb ကိုတ found ပြောင်းတယ်ခိုတိုနီစုရူလေရတယ်လို့တဲ့နောက်တစ်ခုကเนาะ verb ကိုဒီအတိုင်းတိုယူခိုတိုနီစုရူဆိုပြီးတော့လဲကတ်လို့ရပါတယ်တဲ့เนาะနှစ်မျိုးသုံးလို့ရပါတယ်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုရင်ကြည့်မယ်เนาะနံပါတ်1ကတိုမိုရာချီနီခိုက်တေမိုရာတာစာကူဘုံကိုတဲ့အဲ့တော့တိုမိုရာချီနီလို့ပြောကြတငယ်ချင်းထံမှာခိုက်တေမိုရာအီမတ်တာเนาะဒါN2 N3 မှာသင်ခဲ့ရပါတယ်ခိုက်တေမိုရာတာဆိုတာရေးပေးခြင်းကိုရရှိခဲ့တာเนาะအဲ့တော့ရေးပေးခြင်းကိုတငယ်ချင်းကနေရေးပေးခဲ့တာပေါ့နော်ရေးပေးခဲ့တဲ့စာကူဘုံလို့ပြောကြစာရေးစာကုန်းကိုတဲ့ဒီဘုံကခိုက်တာခိုတိုနီစတေတဲ့เนาะအဲ့တော့ကိုရိုင်းเนาะဒီရေးခဲ့တဲ့เนาะရေးခဲ့တယ်ဆိုပြီးတော့เนาะဆိုတဲ့အခါကျလိန်တာပေါ့เนาะကိုရိုင်းရေးတယ်လို့လိန်ပြီးတော့တေးเนาะရှုစွစတာတဲ့အဲ့တော့တေးရှုစွရှိမှဆိုတာတင်တာပေါ့เนาะတင်တာဥပမာမြင်ဗီဇာတွေတင်တယ်ဆိုလို့ရှိရင်လေတေးရှုစွစရူလို့သုံးပါတယ်အဲ့တော့သူတင်ခဲ့တယ်တဲ့အဲ့တော့တငယ်ချင်းကရေးပေးခဲ့တဲ့စာရေးစာကုန်းကိုသူကိုယ်တိုင်ရေးတာလို့လိန်ပြီးတော့သူကတင်ခဲ့တယ်အဲ့လိုအခါမျိုးမှာသုံးတာဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့ဒါလေးကเนาะ N4 ကလေးတွေဆိုလို့ရှိရင်လဲတဖောင်တခဲပေါ့เนาะတခဲကိုเนาะ N4 မှာဒီနားလေတယ်ဆိုလို့ရှိရင်ဒီ pattern လေးကိုသုံးလို့ရပါတယ်နောက်နံပါတ်2ကကြတော့ဂေါမိထာခဲဟီရိုတဲတဲ့เนาะအဲ့တော့ဂေါမိအမိုက်ဒါခဲအမိုက်ပဲဟီရိုတဲဆိုတာကောက်ပြီးတော့
soji shita koto ni shita တဲ့အဲ့တော့ soji shimasu group 3ဖြစ်ပါတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ soji shita ဖြစ်သွားတာပေါ့နော်အဲ့တော့တန်ရှင်းလုပ်ခဲ့တဲ့ပုံသူလိန်ခဲ့တယ်တကယ်ကတော့တန်ရှင်းလုပ်ခဲ့လားမလုပ်ခဲ့ဘူးเนาะသူအမှိုက်လေးပဲကောက်ခဲ့တာเนาะဒီလိုပုံစံမျိုးမှာသုံးပါတယ်နောက်နံပါတ်3ကကြတော့သူကဒီလိုခွင်းစခွင်းပိတ်လေးပါတယ်ပေါ့နော်အဲ့တော့တို့တွေကစာပိုက်ကြီးပါဒီဖတ်တဲ့အခါမျိုးမှာလေးပဲပေါ့နော်ဒီလိုခွင်းစခွင်းပိတ်လေးတွေပါလို့ရှိရင်လေစကားပြောပုံစံနဲ့ဖတ်ပြရပါတယ်အဲ့တော့နော်နံပါတ်3ကဘာလဲဆိုရင်今の話は聞かなかったことにしてくださいအဲ့တော့အခုနော်話ဆိုတာအခုပြောတဲ့စကားက聞かなかったဆိုတဲ့အတွက်ကြောင့်တို့ကနော်ဒီ and4 မှာပါပါတယ်ခိခနာခတာဆိုတာမကြားခဲ့တာလीเนาะမကြားခဲ့တာဖိုတိုနီစတေခရာဆိုင်မကြားဘူးလို့မှတ်လိုက်တဲ့เนาะအဲ့တော့သူတခုပြောလိုက်တယ်ပေါ့เนาะပြောပြီးတဲ့အခါကျတော့အခုပြောတဲ့စကားကိုနေမကြားလိုက်ဘူးလို့ပဲမှတ်လိုက်ဆိုပြီးတော့ပေါ့เนาะအဲ့တော့ဘယ်လိုပြောရမလဲငါပြောတယ်လို့မပြောနဲ့နော်နင်မတိညောင်ဆောင်နေနော်ဆိုတာမျိုးပေါ့နော်အဲ့လိုအဓိပ္ပာယ်ရတာပေါ့နော်အဲ့လိုပုံစံမျိုးဆိုရင်လေဒီပုံစံလေးကိုသုံးလို့ရပါတယ်နောက်နံပါတ်4နံပါတ်4ကကြတော့เนาะသူကလည်းပဲစကားပြောလေးပဲပေါ့เนาะအဲ့တော့စွမပြောတယ်ပေါ့เนาะဖိုင်ရှာတော့တာကာဟာရှိဆန်ခါရအိုဒန်ဝါရောတဲ့အဲ့တော့ကုမ္ပဏီရဲ့เนาะတာကာဟာရှိဆန်ကနေဖုံးဆက်တယ်တဲ့အဲ့လိုပြောတဲ့ခါကျတော့အိုတိုပေါ့เนาะယောက်ျားကပြန်ပြောလဲဆိုတော့今いないということにしておいてくれတဲ့เนาะအဲ့တော့いないအဲ့တော့ということလေတို့ခုနကပြောတယ်เนาะ verb ကိုということにするလဲတက်လို့ရတယ်လို့တောင်းဖောင်ことにしますလဲသုံးလို့ရတယ်လို့ပြောထားတဲ့အတွက်ကြောင့်ဒီမှာเนาะいないということにしておいてくれတဲ့အဲ့တော့เนาะမရှိဘူးเนาะမရှိဘူးလို့ပြောထားလိုက်တဲ့အဲ့တော့လိန်ပြောခိုင်းတာပေါ့เนาะတကယ်ကတော့ရှိတယ်ပေါ့เนาะအိမ်မှာရှိတယ်ဒါပေမဲ့သူဖုံးမပြောချင်တဲ့အခါကျတော့သူမိန်းမကိုငါမရှိဘူးလို့ပြောလိုက်ဆိုပြီးတော့ပြောတာပေါ့เนาะဒီလိုပုံစံမှာသုံးလို့ရပါတယ်အရန်လွယ်ပါတယ်အဲ့တော့ဒီ pattern လေးကလည်းပဲ and4 မှာ grammar pattern နားလေတဲ့ and4 grammar pattern တွေကိုကြည်တယ်ပေါ့နော်ကြည်တယ်ဆိုလို့ရှိရင်ဒီ grammar pattern လေးကိုလည်းလိုက်ပြီးတော့လေ့လာလို့ရပါတယ်နားမလည်တာရှိရင်လည်းမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်